မင်္ဂလာပါဒီနေ့ကျွန်တော်ဘယ်မှာလောကပေးဖြစ်လဲဆိုလို့ရှိရင်ဒီမန်လေးငလင်ကြီးဒီမှာထိခိုက်ခံစားရတဲ့မိသားစုတွေအတွက်တရုတ်နိုင်ငံကြက်ချင်နေတင်တဲ့ဒီမကာအိုကြက်ချင်နေအသင်းကနေမှလှူဒန်းတဲ့ဒီမိသားစုတစုနေထိုင်လို့ရတဲ့တဲတွေနောက်ဒီနေ့စဉ်သုံးဆောင်ပစ္စည်းတွေနေ့စဉ်စာအမျိုးသမီးမျိုးသားနေ့စဉ်ပစ္စည်းတွေဟိုက်ချင်းပစ္စည်းတွေပေါ့နောက်ဒီစားစရာပစ္စည်းပုံတွေကိုဒီနေ့လက်ခံပြပါတယ် ပိုက်နေပါလိမ့်ပေါ့နော်ဆရာတို့တို့ဝယ်လာပြီးတော့ဒီကမရှိပါဆိုလို့အဲ့မှာမရှိပါဘူးဝယ်ရလည်းမရပါဘူးဒါပေမဲ့သိချင်လို့ခါတယ်ပြောပြနော်ဒီပစ္စည်းတွေဆိုလို့ရှိရင်တော့ဒီတရုတ်ပြည်ကနေမှဒီတရုတ်နိုင်ငံကနေမှမြန်မာနိုင်ငံတဲကိုဒီရှမ်းပြည်နယ်မြောက်ပိုင်းလမ်းကျောကနေမှဒီထိုးလန်းကနေတဆင်ဝင်ရောက်လာပြီးတော့မှဒီမင်းညကကျွန်တော်ဒီမြန်မာနိုင်ငံဒီမန္တလေးတိုင်းဒေသကြီးရောက်ရှိလာတာဖြစ်ဒီမနက်မှာတော့ကျွန်တော်တို့ကဒီပစ္စည်းတွေကိုလက်ခံပြီးတော့ကျွန်တော်တို့ရဲ့ဒီတိုးလောင်ရုံစောင်းမဲ့နေရာမှာဒါကြီးချထားတာဖြစ်ပါတယ်ဒါတွေကတော့အခုချက်မှာတော့ဒီအမိုးကမရှိသေးဘူးသို့တော့အခုကျွန်တော်ယာယီ rap hall ဒီဆော့ပြီးတော့ rap hall ဆိုတော့ဒီတိုးလောင်ရုံပေါ့တိုးလောင်ရုံဒီယာယီကျွန်တော်နာကက်မှာတုံးခဲ့တဲ့ပုံစံမျိုးတွေပေါ့အဲ့ဒါကြီးဒီဆော့ပြီးတော့ဒီပစ္စည်းတွေကိုထိသေးထားမှာဖြစ်ပါတယ်အဲ့မှာတော့ဒီ food နဲ့ပတ်သက်တဲ့အစားအစာနဲ့ပတ်သက်တဲ့ဟာတွေနောက်ဒီမိသားစုသုံးဆောင်ပစ္စည်းပုံတွေကိုတော့ကျွန်တော်တို့လိုအပ်တဲ့နေရာတွေကိုအချိန်နဲ့တပြေးညီဖြန့်ဝေသွားမယ်လို့လည်းပဲမြန်မာနိုင်ငံချက်ချင်းနေတာဝန်ရှိတဲ့လူစီကနေမှသိရပါတယ်ဒီ China Red Cross ကတာဝန်ရှိတဲ့သူတွေကလည်းပဲဒီမကာအိုချက်ချင်းကလူကန်းလိုက်တဲ့ပစ္စည်းတွေကဒီမကာအိုပြည်သူတွေကနေမှပူပေါင်းစုပေါင်းပြီးတော့မှလူကန်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုစနစ်တကျလေးနဲ့မြန်မြန်လေးသုံးပေးစေချင်တယ်နောက်ပြီးတော့မှဒီသုံးဆွဲတဲ့ခါမှာလည်းပဲဒီဘာပေါ့ဒီဘေးသင့်ပြည်သူတွေလက်ထဲကိုအရောက်ပို့ပေးစေခြင်းနဲ့မှတ်တမ်းတပ်ပုံလေးတွေမှတ်တမ်းဗီဒီယိုလေးတွေလည်းပဲပြန်ပို့ပေးစေခြင်းနဲ့လို့ကျွန်တော်တို့ကိုတောင်းဆိုသွားပါတယ်အဲ့တော့ဒီမကောက်ပြည်သူတွေကိုသူတို့ပြန်ပြခြင်းနဲ့ပေါ့လေဒါကြောင့်မလို့ကျွန်တော်တို့ကဒီမှာဝေချမ်းပြီးလို့ရှိရင်အဲ့ဒီမှတ်တမ်းတပ်ပုံလေးတွေကိုမကောက်ပြည်သူတွေကိုပြန်လည်ပြသပေးမှာဖြစ်ပါတယ်ခင်ဗျမကောက်ပြည်သူတွေကိုလည်းကျေးဇူးတင်ပါတယ် China Red Cross ကိုလည်းကျေးဇူးတင်ပါတယ်